မြန်မာအိမ်တေးရဲ့အခန်းထဲကိုဝင်လိုက်တဲ့အခါထူးထူးခြားခြားချစ်ဆွဲခါတဲ့အုံးတီးတစ်လုံးကိုတတိထားမိဘူးပါလားဒါဟာအလားစိန်ထားတာထက်အများကြီးပုံနဲ့ရှောင်းတဲ့အတိတ်ပဲရှိနေပါတယ်ဒီနေ့မှာတော့အဲ့ဒီဒလေးရဲ့နောက်ွယ်ကတကယ်ကိုအစွမ်းထက်ပြီးဝမ်းနဲ့ဖွယ်ရကောင်းတဲ့တနရာရီဇလန်းတစ်ခုကိုဖြိုပြချင်ပါတယ် ကဲဒီဇလန်းကလေမေးခွန်းတစ်ခုကနေစတယ်ဗျာအစွမ်းအစတွေအရင်ကြီးမားလာတဲ့အခါမှာကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေနိုင်တယ်လားမို့ဒီမေးခွန်းကကျွန်တော်ရဲ့ဇက်လိုက်ကြောက်အတွက်တကယ်ကိုရေးပါလာမှာပါ ကဲအချိန်ဆက်ကိုနောက်ပြန်လှည့်ပြီးတော့ရှေ့ခေတ်တကောင်းပြေးကြီးစီကိုအတူတူသွားကြည့်ကြရအောင်ဒီနေရာမှာပဲတာမန်လူတွေထက်အစားပေါင်းများစွာခွန်အားကြီးမားတဲ့ပန်းဘက်ဆရာတူပေါ်ထွန်းခဲ့ပါတယ် သူ့နာမည်ကမုံတင်တယ်သူ့ရဲ့ခွန်အားကလေပြောရတဲ့ဒနာယူထဲကလိုပါပဲလူတွေပြောစမပြကြတာကတော့သူကတိုးစင်ရင်တကုံကိုတောင်အတားလေးရှင်နိုင်တယ်ဆိုတာပါပဲသူ့ရဲ့အစွမ်းကလူတိုင်းတို့တကယ်ကိုအံ့ဩဆွဖြစ်ခဲ့ပါပဲ သူ့ရဲ့ခွန်အားကသူ့ရဲ့ပန်းဘက်ဖိုလေးထဲမှာပဲရှိနေတာမဟုတ်ဘူးဗျာတူတစ်ချက်ထူလိုက်ပြီဆိုရင်တကောင်းတစ်မျိုးလုံးကမြင်ငလင်လှုပ်တယ်လို့တုံခါသွားတယ်လို့တောင်ဆိုကြတယ်အဲ့ဒီလိုတုံခါမှုတွေကမကြခင်မှာပဲနန်းလို့ရဲ့အုတ်မြစ်တွေကိုပါလွတ်ခတ်လာစေတော့တယ်အဲ့ဒီတည်ငါဘရင်ကြီးရဲ့နားထဲကိုရောက်သွားတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ချီကျူဖို့ထက်သူ့စိတ်ထဲမှာမနာလိုဝင်တုံမှုရဲ့တန်တရားစိတ်တွေကတရားယူသွားတော့တာပဲသူ့ရဲ့နမ်ဘလင်အတွက်ကြီးမားရဲ့ချိန်ချောက်မှုတစ်ခုလိုပဲမြင်လာခဲ့ပါတော့တယ်မောင်တင်တယ်ကိုတာမနီးနဲ့တော့ဖမ်းလို့မရဘူးဆိုတာဘယင်ကြီးထိသွားပြီအဲ့ဒီတော့ तू ဘာလုပ်လဲပို့ပြီးကောက်ချစ်တဲ့နီလိုင်းတစ်ခုကိုစဉ်းစားပါလေရောအစွမ်းကိုအစွမ်းနဲ့မရှင်လိုက်တဲ့အခါသစ္စာဖုတ်ချင်းဆိုတဲ့လက်နက်ကိုအသုံးချဖို့ तू ဆုံးဖြတ်လိုက်ပါတယ်ဘယင်ကြီးရဲ့အကြံကတကယ်ကိုရက်ဆက်လွန်တဲ့ तू ကမောင်တင်တဲ့ရဲ့အားနဲ့ချက်ကိုတမ်းမိမြင်သွားတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့ချစ်လက်စွာတော့နှမမမျက်လောက်အဖို့ထားတဲ့တန်ရောစင်ပဲပေါ့သူ့နှမကိုမိဖုရားမြော့ယုံကြည်မှုကိုယာယူပြီးတော့အဲ့ဒီမေတ္တာတရားကိုပဲတေမင်းတမန်ထောင်ကြောက်အဖြစ်ပြောင်းလဲဖြစ်ဖို့ကြံစီခဲ့တာပါမိဘူးရဖြစ်သွားတဲ့မက်မက်လာကိုဘင်းကြီးကယုံကြည်သွားအောင်စကလုံးအချိုးကြီးတွေနဲ့မြူဆွေတော့တာပေါ့မောင်တော်ကိုယာရူကြီးပေးချင်လို့ပါပြန်လာဖို့သာခေါ်ပေးပါဆိုပြီးဂတိပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီဂတိကတကယ်တော့အစိတ်လူးထားတဲ့ပြားရည်တစ်ခွက်လိုပါပဲဘင်းကြီးရဲ့အကြံကိုလုံးဝငရေမိတဲ့မက်လာကတော့မောင်ဖြစ်သူအတွက်ပျော်သွားတာပေါ့သူ့မောင်ရဲ့အနာဂတ်အတွက်မျောလင့်ချက်အပြည့်နဲ့တည်င်းစကားပါလိုက်တယ်။ဒါပေမဲ့ तू မသိလိုက်တာက तू ကိုယ်တိုင်မဲသူ့မောင်ကိုတီမင်းရဲ့လက်ထဲထိုးရလိုက်မိပြီဆိုတာပါပဲ။အဲ့ဒီမှာတင်ဇလန်ကကြေကွေးစရာအဖေစိုးကြီးစီကိုဥတီသွားတော့တာပဲ။နမဖီသူရဲ့စကားတခွန်းကိုယုံပြီးမောင်တင်တဲ့ပြန်ထွက်လာခဲ့တယ်။ဒါပေမဲ့သူ့ကိုစောင့်ကြိုနေခဲ့တာကရာထုခုရှင်ဒီမဟုတ်ခဲ့ဘူး။ရဆက်ဆက်သေးချင်းတရားကြီးဖြစ်နေခဲ့တာပဲ။အဖြစ်ပြက်တွေကမြင်ဆန်လွန်ခဲ့တယ်။မောင်တင်တဲ့မြို့တော်တွေခြေချလိုက်တာနဲ့တပြိုင်နက်ဖင်းစစ်သားတွေကဝိုင်းဖမ်းပြီးစကားပင်တပင်မှာချီနှောင်လိုက်တော့လာပဲပြီးတော့ဖင်းကသူ့ကိုအရှင်လက်လက်မီးရှို့တတ်ဖို့အမိန့်ပေးလိုက်တယ်အဲ့ဒီကြောင့်မဖေကမီးပုံကြီးတဲကိုပဲသူ့နှမကခုန်ဆင်းသွားခဲ့ပါတယ် ကိုကြောင့်မောင်လေးတရားတွေဆိုတဲ့အသည့်ကမမျက်လက်ကိုနှလုံးသားတက်ဆက်စီကြေမောသွားစီခဲ့တယ်ငါကြောင့်ငါမောင်လေးတရားလားလူအော်ဟစ်ပြီးလို့ပဲမီးပုံထဲကိုခုန်ဆင်းပြီးမောင်ဖီသူနဲ့အတူအသက်ကိုစသေးလိုက်ပါတော့တယ်ဒါပေမဲ့သူတို့ရဲ့ဇလန်ကဒီမှာပဲမပြီးသွားခဲ့ဘူးမတရားသေးဆုံးခဲ့ရတဲ့သူတို့နှစ်ယောက်ရဲ့ဝိညာဉ်တွေဟာနှက်စိမ့်လို့ခေါ်တဲ့အညိုးကြီးတဲ့နှက်တွေအဖြစ်ပြောင်းလဲသွားပြီးသူတို့ကိုတတ်ခဲ့တဲ့အဲ့ဒီစကားပင်ကြီးမှာပဲခြောက်လှန့်နေတော့တာပေါ့တစ်ပင်ကိုအနောက်အရက်ပြေးသူမှနှမကိုအန်တီရပြုနေတဲ့နတ်မောင်နှမကြောင့်ဘရင်ကြီးလဲကြောက်လန့်ပြီးတော့အဲ့ဒီတစ်ပင်ကိုအမြစ်ကနေတိုးပြီးအေရာဝတီမြစ်ထဲမျောချဖို့အမိန့်ပေးလိုက်တယ်တကယ်တော့သူကပြဿနာကိုဖြေရှင်းလိုက်တာမှမဟုတ်တာသူ့ရဲ့အပစ်ကိုမြစ်ချောင်းအတိုင်းမျောချလိုက်တာပဲဖြစ်သွားတယ်။ကံကောင်းတယ်လို့ပဲဆိုရမှာပေါ့။အဲ့ဒီတပင်ကြီးကအေယာဝတီမြစ်ချောင်းအတိုင်းမျောလာရင်ပကံဖီကိုဆက်ရောက်ဖဲ့တယ်။တကောင်းဖရင်လို့မဟုတ်ဖဲကျင်နာတက်တဲ့ပကံဖရင်ကသူတို့ရဲ့ဝမ်းနည်းစရာဇလံကိုကြားတဲ့အခါမှာနမောင်နမောင်ကိုမြင့်မြတ်တဲ့ပူပါတော်မှာဆံမြန်းစေပြီးမဟာဂီရိနဲ့တဲ့အဖြစ်ထာဝရန်ကိုကဖို့အတိမတ်ဖြူခင်ပါတယ်။အဲ့ဒီလိုပူပါတော်မှာသူတို့ကိုခွဲခဲ့တာနဲ့စပြီးမဟာဂီရိနမောင်နမရဲ့ဇလန်ဟာမြန်မာပြည်သူတွေရဲ့နှလုံးသားထဲမှာမျိုးဆက်ကြီးအများကြီးရှင်သန်နေခဲ့ပါတယ်။ကဲဒီတော့ဒီရှင်းအောင်တန်သားကြီးကမြမောက်ခေတ္တလေးထုံးတန်းလေးအပေါ်မှာဘလို့များဆက်ပြီးအသက်ဝင်နေတယ်လဲဆိုတာကြည့်လိုက်ကြရအောင်။ပိုးပါတောင်မှာလုံခြုံတဲ့နေရာတစ်ခုရခဲ့တယ်လို့ပဲမဟာဂီရိနမောင်နမကိုအခုခေတ်မြန်မာမိသားစုတော်တော်များများကသူတို့ရဲ့အိမ်တွင်းမီဒါမှမဟုတ်အိမ်ဆောင်နှံအဖြစ်ကုကြကြတယ်။သူတို့ကမိသားစုကိုဘေးအန္တရာယ်တွေကနေကာကွယ်ဆောင်ရှောက်ပေးတယ်လို့ယုံကြည်ကြတာပေါ့
အဲ့ဒီယုံကြည်မှုကိုပြသတဲ့အနေနဲ့မြန်မာအိမ်တော်တော်များများမှာအုံတီတစ်လုံးကိုပူဝအနီဆန်းနဲ့စီးပြီးချိဆွဲထားတာကိုတွေ့ဖူးကြမှာပါဒီအုံတီကမိထဲမှာအသက်ဆုံးခဲ့ရတဲ့မောင်တင်တဲ့ရဲ့ဥခေါင်းကိုကိုစားပြုပြီးတော့ပူဝအနီဆက်ကတော့သူ့ရဲ့သွေးကိုကိုစားပြုတယ်လို့ဆိုကြတယ်တကယ်တော့ဒါဟာကြီးကွဲစရာအတိတ်ကိုအမြဲတမ်းအမတ်ရနေစေတဲ့တင်ကိတတစ်ခုပါပဲဒီရတနာရလက်ခနဲ့ကျွန်တော်တို့ဘာသင်ခန်းစာတွေရနိုင်လဲတစ်ချက်ကတော့ဘယင်တစ်ပါးရဲ့မနာလူမှုနဲ့အာနာကိုမဲ့မုံမှုကအပြစ်မဲ့တဲ့လူတွေရဲ့ဘဝကိုဘယ်လိုဖျက်ဆီးနိုင်တယ်လဲဆိုတာပါပဲနောက်တစ်ခုကတော့မောင်နှမတန်ရောချင်းကဘယ်လောက်တောင်အစွမ်းထတယ်လဲဆိုတာနဲ့တက်စာဖောက်ချင်းကဘယ်လိုမျိုးဖျက်ဆီးရေးအထိတောင်စိုးကျိုးတွေပေးနိုင်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားတာပါပဲဒီဇလန်ကကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုတော့ခြံထားခဲ့တယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကတခြားဘယ်လို delete ထုံးစံနေမှာရောဒီလိုမျိုးဟွတ်ထားတဲ့ရှေးဟောင်းပုံပြင်ကြီးရှိနေနိုင်သေးလဲဆိုတာပါပဲကဲနောက်တစ်ခါအင်တိမ်မှာအုံတီချစ်ထားတာတွေ့ခဲ့ရင်အဲ့ဒီနောက်ွယ်ကအစွမ်းထက်ပြီးဝမ်းနည်းစရာကောင်းတဲ့မုံနှမနှစ်ယောက်ရဲ့ဇလန်ကိုတတိယလိုက်ကြပါအောင်